ညီမရဲ့နာမည်ကတော့မမီပဲမောင်ပါရှင်ညီမအခုတက်ရောက်ယူမဲ့ graduation program အကြောင်းကတော့ OTH Level 5 Business ပဲဖြစ်ပါတယ်ရှင်အမှန်ဒီတက်ရောက်ပြီးချိန်ရဲဆိုတော့အင်းကညီမ private uni တခုခုတက်စေခြင်းတဲ့အချိန်မှာပေါ့နော်ဒီကြောင်းလေးကိုဖုံးဆက်ပြီးတရားလေးစုံစမ်းတဲ့အချိန်မှာ staff မရဲ့တရားရှင်းပြမှုလေးရောကျောင်း management တွေကအရင်ကောင်းတော့ညီမအနေနဲ့ရွေးချယ်ဖြစ်ခဲ့ရပါရှင်မနက်ကလည်းဒီချိန်မှာပဲတက်မှုပါတယ်ဒါပေမဲ့ဒီနှစ်ကလည်းပဲ fight ထက်တက်တာဆိုတော့အရင်တိုင်း message လုပ်ချပါရှင်ကျောင်းစိတ်ထင်နေမှုရှိရဲဆိုတော့ကျောင်းဆရာမရဲ့တရားပြသပေးမှုနဲ့ပေါ့နော်ဘာသာရပ်ထိုင်းမှာ presentation လုပ်ရတာလေးကိုအရင်ကမှစိတ်ထင်နေမှုလေးရှိပါရှင်ဒီကျောင်းကအရင်ကမှဘယ်လိုပြောမလဲကျောင်းသားတွေနဲ့ staff တွေနဲ့ရတယ်လိုက်ရောညီထွေရှိရဲဆရာမရတယ်ဟိုဆရာဆိုတဲ့အနေထားမျိုးမဟုတ်ဘဲနဲ့လုံးဝတပည့်ကိုဆွဲခေါ်နိုင်တဲ့ဆရာမရဲ့တရားပြသပေးမှုလေးလည်းရှိရအောင်မို့လို့ဒီကျောင်းလေးကိုတက်ဖို့လို့အရင်က recommend ပေးပါရှင်